ကိုယ့်ဘက်ကအပြည့်အဝမှန်ကန်နေတဲ့အမှုတစ်ခုနစ်နာကြီးရဖို့တေချာနေတဲ့အခြေအနေဒါပေမဲ့တရားခွင်ထဲမှာတရားလိုလုပ်သူကတည်ရရှင်တဲ့မြအရေးကြီးတဲ့အမှားတစ်ခုကိုကျူးလွန်လိုက်မိပါတယ်အဲ့ဒီအမှားကတော့ကိုယ်တိုင်အစစ်ခံရမယ့်အစားရုတ်တရက်ပြောက်ကွယ်သွားခဲ့တာပါပဲဥပဒေရဲ့အမြင်မှာတရားလိုကိုယ်တိုင်ကအစစ်ခံခွင့်ကိုဆွန့်လွှတ်လိုက်ပြီဆိုရင်ကိုယ်စလေကဝင်ပြီးတော့အစစ်ခံခွင့်ရှိပါသေးသလားဆိုတာကိုဒီနေ့ကျွန်တော်မိတ်ဆွေတွေအတွက်ဥပဒေဘုဒ္ဓတာပြမျှဝေပေးသွားပါမယ်ဒီဇလန်ရဲ့မူရင်းစင်ထုံးကတော့1994ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဥတင်မြင့်အထွေထွေကိုယ်စားလှယ်စာရသူဒေါ်မမောထွန်းနဲ့ဦးစန်းရီတရားမပထမအယူခံမှုစီရင်ထုံးဖြစ်ပါတယ်ဇလန်ကဒီလိုစပါတယ်ဥတင်မြင့်နဲ့ဒေါ်မမောထွန်းဆိုတဲ့သူတို့ဟာဦးစန်းရီဆိုသူစီကနေတိုယိုတာကိုရိုလာကားတစ်စီးကိုအဲ့ဒီခက်ကလာကတန်ဖိုးငွေကျပ်3သိန်းနဲ့ဝယ်ယူခဲ့ကြပါတယ်အစပိုင်းမှာတော့အားလုံးအဆင်ပြေနေခဲ့ပါတယ်ဒါပေမဲ့1989ခုနှစ်မေလ9ရက်နေ့မှာတော့သူတို့ဝယ်ထားတဲ့ကားကိုပင်လယ်အကောက်ခွန်ဥပဒေနဲ့ညှိစွန်းနေဆိုပြီးတော့နိုင်ငံတော်ကပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းလိုက်ပါတယ်ကားလည်းဆုံးသွားရောဥတင်မြင့်တို့ဘက်ကဦးစန်းရီစီကနေနစ်နာကြီးငွေကျပ်3သိန်းပြင်ရလည်မှုနဲ့ရုံတန်းတရားရုံးမှာတရားမမှုကြီးအဖြစ်စတင်ဆွဲဆိုပါတော့တယ်ဒီနေရာမှာအမှုရဲ့အလှည့်ပြောင်းစားပါတယ်တရားရုံးကနေဒေါ်မမောထွန်းကိုအမှုသည်ဖြစ်ကနေထုတ်ပယ်လိုက်တဲ့အတွက်ဥတင်မြင့်တယောက်ထဲကသာတရားလိုအဖြစ်အမှုကိုဆက်လက်ရင်ဆိုင်ရပါတယ်ဒီလိုနဲ့တရားလိုကိုစစ်ဆေးမဲ့ယုံကြည်လဲရောက်ရောတရားလိုဥတင်မြင့်ကတရားခွင်ကိုကိုယ်တိုင်မလာဘဲနဲ့သူ့ရဲ့အထွေထွေကိုယ်စားလှယ်စာရထားတဲ့ဒေါ်မမောထွန်းကိုလွှဲလိုက်ပြီးတော့သူ့ကိုယ်စားစစ်ဆေးပေးပါဆိုပြီးတော့ရှောက်ထားခဲ့ပါတယ်ပြဿနာကဥတင်မြင့်ဟာအဲ့ဒီမတိုင်ခင်ကတည်းကတရားလိုအဖြစ်အစစ်ခံခွင့်ကိုဆွန့်လွှတ်ခဲ့ပြီးဖြစ်နေတာပါပဲဒီတော့တိုင်းတရားရုံးကဘာဆုံးဖြတ်လဲဆိုရင်တရားလိုကိုယ်တိုင်ကအစစ်ခံခွင့်ကိုဆွန့်လွှတ်ထားတာဖြစ်လို့ကိုယ်စားလှယ်ဖြစ်သူကတရားလိုအဖြစ်ဝင်ရောက်အစစ်ခံခွင့်မရှိဘူးဆိုပြီးတော့ဥတင်မြင့်ဆွဲဆိုထားတဲ့အမှုကိုရက်တင်နိုင်စွမ်းမရှိတော့ဘူးဆိုပြီးတော့ပတ်လိုက်ပါတယ်ကားတံပေါ်3သိန်းလဲဆုံးအမှုလဲရှုံးသွားတဲ့အတွက်ဥတင်မြင့်တို့ဘက်ကမကျင်းနိုင်ပဲနိုင်ငံတော်တရားရုံးချုပ်ကိုတရားမပထမအယူခံဆက်တက်ပါတယ်သူတို့ဘက်ကအကြောင်းပြချက်ကအရှိန်တွေပြောင်းလဲသွားလို့ကိုယ်စားလှယ်နဲ့စစ်ဆေးတာကိုလက်ခံတဲ့နေဆိုပြီးတော့ရှာလိုက်ခဲ့တာပါတရားရုံးချုပ်ရဲ့သုံးသက်ချက်ကတော့ဥပဒေကြောင်းအရာအရန်ကိုရှင်းလင်းပြသပါတယ်တရားမကျင့်ထုံးဥပဒေအမိန့်ဆက်ချက်နီးနှစ်တည်းအရာစတင်ဆောင်ရွက်ခွင့်ရှိတဲ့အမှုသည်တရားလိုဟာဥစွာမိမိရဲ့အမှုအကြောင်းကိုတင်ပြရမယ်ပြီးမှသက်သေခံအထောက်အထားတွေကိုတင်ပြရမယ်လို့ပြဋ္ဌာန်းထားပါတယ်တရားရုံးချုပ်ကဘလို့ထောက်ပြလဲဆိုရင်ဥပဒေသဘောအရာကိုယ်စားလှယ်ကထွက်ဆိုတာဟာဥတင်မြင့်ကိုယ်တိုင်ထွက်ဆိုတာနဲ့အတူတူပါပဲဒါပေမဲ့ဥတင်မြင့်ကိုယ်တိုင်ကအစစ်ခံခွင့်ကိုဆွန့်လွှတ်လိုက်ပြီးဖြစ်တဲ့အတွက်ကိုယ်စားလှယ်ကလည်းဝင်ရောက်ထွက်ဆိုလို့မရတော့ပါဘူးအစစ်ခံခွင့်ကိုမရှိတော့တဲ့အတွက်သက်သေခံချက်တင်ပြခွင့်ကိုပါတပါးရဲဆွန့်လွှတ်လိုက်တယ်လို့ဖြစ်သွားပါတယ်တရားမမှုခင်းနေမှာသက်သာခွင့်တောင်းဆိုခြင်းတဲ့တရားလိုဟာကိုဘာကြောင့်နစ်နာကြေးရထိုက်ပါတယ်ဆိုတာကိုခိုင်ခိုင်လုံလုံတင်ပြနိုင်ဖို့အပြည့်အဝတာဝန်ရှိပါတယ်အခုအမှုမှာတော့ဥတင်မြင့်ဟာတရားလိုဖြစ်လျက်သားနဲ့အဆက်ခံခွင့်ကိုဆွန့်လွှတ်ခဲ့တဲ့အတွက်သူအနိုင်ဒီဂရီရထိုက်ကြောင်းတင်ပြနိုင်ခြင်းမရှိတော့ပါဘူးဒါကြောင့်တရားရုံးချုပ်ကနေတိုင်းတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်တယ်လို့အတည်ပြုပြီးတော့အယူခံမှုကိုဇရေးနဲ့တော့ပတ်လိုက်ပါတယ်ဒီအမှုကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားမယ်အဓိကသင်ခန်းစာကတော့တရားဥပဒေနဲ့ပတ်သက်လာရင်တရားရုံးလုံထုံလုံနည်းတွေဟာအရန်ကိုအရေးကြီးပါတယ်ကိုကနစ်နာနေတဲ့သူဖြစ်နေရင်တောင်မှတရားခွင်မှာအဆက်ခံဖို့ဆွန့်လွှတ်လိုက်တာဟာကိုယ့်ရဲ့အမှုကိုကိုယ်တိုင်ဖြစ်စီလိုက်တာနဲ့အတူတူပဲဆိုတာကိုသတိပြုစေချင်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ